ပါတယ်ဘယ်နေရာမှာလင်းနဲ့ပုံကျဲလိုက်တာPDF ရွာပတက်ရွာဘယ်နှရွာပါညာကျွန်တော်ပြောပြမယ်ဗျတစ်ဖက်ကတင်နေနော်အစိုးရအပြစ်မဲ့တဲ့ရွာသားတွေလုပ်တယ်တစ်ဖက်ကလည်းတင်နေ PDF ရွာတွေမို့လို့ကျဲချတယ်ကျွန်တော်ခင်ဗျားတို့တခုပြောမယ်မြန်မာနိုင်ငံမှာရွာတွေအများကြီးပဲအဲ့တော့ရိုးမနဲ့နီးတဲ့ရွာတွေအများကြီးပဲအဲ့ဒီရွာတွေနားမှာ PDF တွေကလည်းရှိမှာပဲဆိုတော့ PDF တွေကလည်းအဲ့ဒီရွာမှာရှိတဲ့ရွာသားတွေရဲ့မိသားစုဝင်တွေပါဟောက်ပါမှာပဲရန်ကုန်မြို့ပေါ်မှာမိသားစုဝင်တွေမှာလည်း PDF တွေများအဲ့ဒါဆိုကြရန်ကုန်မြို့ပေါ်မှာရှိတဲ့မိသားစုတွေ PDF တွေများတယ်ဆိုရန်ကုန်မြို့ကိုဘာလို့ဘုံကျဲမချတာ PDF မိသားစုတွေကျွန်တော်တို့ပြည်မြို့ထဲမှာလည်း PDF ထဲဝင်သွားတဲ့လူတွေမိသားစုတွေအများကြီးကြံနေခဲ့တယ်အဲ့တော့ပြည်မြို့ရောဘာလို့ဘုံမကျဲတာလဲPDF တွေရှိတယ်နေပြည်တော်မှာလည်းအရှိတာပဲမြန်မာတိုင်းနိုင်ငံလုံးမြို့တွေရွာတွေမှာ PDF မရှိတဲ့ရွာဆိုတာမရှိဘူး PDF တွေနဲ့မပတ်သက်ဘူးဆိုတဲ့ရွာမပတ်သက်ဘူးဆိုတဲ့မြို့ဒီနိုင်ငံမှာမရှိသလောက်ပဲဘာကြောင့်လဲမြို့တိုင်းရွာတိုင်းမှာနီတာစိမ့်တာတွေဝါတော့ကွဲလဲမှုတွေရှိတာဖြစ်တဲ့ကိုကြိုက်ရဘက်ကိုသွားမှာပဲစစ်တပ်မိသားစုမရှိတဲ့ရွာလို့မရှိတယ်လို့ PDF နဲ့မပတ်သက်ဘူးဆိုတဲ့ရွာလဲဒီနိုင်ငံမှာမရှိဘူးဘာကြောင့်လဲအဖွဲ့အစည်းတစ်ခုကွဲနေတာပြောချင်တာအဲ့ဒါမို့ခဏ